မင်္ဂလာပါအခုတော့ဘန်ကောက်ရောက်ရှိသွားပါပြီကျွန်တော်တို့ဒီနေ့ဘန်ကောက်မှာဒီနေ့ပတ်တူနမောကိုကျွန်တော်တို့သွားပါမယ်အခုကရိုက်ပြီအဲ့တော့အခုဘာတွေဝယ်မလဲဘာတွေလုပ်မလဲဆိုတော့တစ်ချက်ဗီဒီယိုလေးမှာဆက်ဆောင်ကြည့်ပေးပါတတာအဲ့ဘယ်လို80မဆိုးလို့ This one we can customize yourself, like same price. One name, one logo, 80 baht. So if like one name, two logo, how much? 100. 100. How many logo? This one more logo, 20 baht. Ah, okay. Yeah, passport cover. Yeah, passport cover. This one also have passport cover. ဟုတ်ပါတယ်အခုတော့ကျွန်တော်တို့ Busy Next Central Road. အဲ့တော့ On Central Road ဟုတ်ပါမလား Central Road ဟုတ်ပါမှာဒါဒီဦးလေးချင်းနဲ့ကိုခံစားရတယ်ဒီပိုင်းနဲ့အပူကြဒီပိုင်းနဲ့ဘတ်ကောက် ဘန်ကောက်နဲ့ဒူဘိုင်းနဲ့တူတူပါပဲဒါပေမဲ့ဘန်ကောက်အနေနဲ့ပုံနေလို့ရတာပဲအဲ့ဒီကူတော့ရှိပါတယ်